HMI application နဲ့သုံးယူခြင်းဖြင့်ဘယ်လိုအားသာချက်တွေရှိလဲ HMI application တွေအားသာချက်ကိုပြောပြခင် HMI application ကိုဘာလို့သိထွင်ကြလဲဆိုတဲ့ဟာကိုအရင်ဆုံးသိရန်လိုအပ်ပါတယ် application လုပ်ရတဲ့လူတွေက HMI လောကမှာကြုံနေရတဲ့အခက်အခဲတွေကိုကုညီဖြေရှင်းပေးရရည်ရွယ်ချက်နဲ့လုပ်ကြရပဲဖြစ်ပါတယ်မြန်မာနိုင်ငံက developer အနေနဲ့လည်း application ပြုလုပ်ရမှာလက်ရှိ HMI လောကမှာကြုံနေရတဲ့အခက်အခဲတွေကိုသူတို့အနေနဲ့လေ့လာပြီးတော့ပိုကောင်းအောင်ကြိုးစားပေးရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့လည်း HMI application သုံးပြုခြင်းရဲ့အားသာချက်၃ခုကိုကျွန်တော်ပြောပြအောင်ဖြစ်ပါတယ်ပထမအချက်အနေနဲ့ filter system ပါဝင်ခြင်းဖြစ်ပါတယ်ကျွန်တော်လိုချင်တဲ့ HMI ရဲ့အမျိုးအစားမြို့နယ်ရက်ကွက်စာရွက်စာတမ်းမျိုးစားနဲ့ကျွန်တော်တို့လိုအပ်ချက်ပုံမူတည်ပြီးတော့မှ filter လေးစစ်လိုက်ရုံနဲ့ဒီတက်အရောင်းတွေကျလာတာမျိုးပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်လိုချင်တာတွေကိုလွယ်ကူမြန်ဆန်စွာရှာနိုင်မှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့အကျိုးဆောင်တွေအတွက်အရောင်း data ရှာရလွယ်ကူခြင်းပဲဖြစ်ပါတယ်အကျိုးဆောင်တွေမှာအဝယ်တွေရှိတဲ့တိုင်အောင်အရောင်း data မရှိတဲ့အခါမှာ application ပေါ်မှာပဲအကျိုးတူရတဲ့အရောင်းတွေပိုင်ရှင်တိုင်းရဲ့အရောင်းတွေကိုလွယ်လွယ်ကူကူမြန်ဆန်ရှာနိုင်မှာပဲဖြစ်ပါတယ်တတိယအချက်အနေနဲ့အသုံးပြုသူတွေအနေနဲ့လွယ်ကူမြန်ဆန်ချောမွေ့စွာအသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်မြန်မာပြည်တွင်း3ရက်တည်ထွင်ထားခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့သုံးပြုသူတွေအနေနဲ့ဒီပြန်ချိန်ရတာတွေခက်ခဲတာတွေမရှိတော့ပါဘူးအဲ့ဒီမှာ HMI အရောင်းဝယ်တည်တံ့ဝယ်တင်ခြင်းဖြစ်တဲ့အတွက်ကြောင့်မို့အခြား post တွေနဲ့ရောနေခြင်းမရှိဘဲနဲ့ HMI တည်တံ့ဝယ်ရှာနိုင်မှာဖြစ်ပါတယ်ဒီအချက်တွေကတော့ HMI application အများစုမှာတွေ့ရတဲ့အားသာချက်တွေဖြစ်ပြီးတော့မှအခြားအားသာချက်တွေကိုလည်း comment မှာဆွေးနွေးပေးသွားကြပါဦး